အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ယောက်ျားလေး43ယောက်လောက်မရင်းကျင့်ခံလိုက်ရတဲ့ကောင်မလေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဇလန်လေးကတော့2013ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒရမာရုပ်ရှင်ဟန်ကုံဂျူးဆိုတဲ့ဖြစ်အမှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဟန်ကုံဂျူးဆိုတာကိုရီးယားနိုင်ငံမှာနေထိုင်တဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ကြောင်ပြောင်းလာတဲ့ဟန်ကုံဂျူးကဆရာတွေရှေ့မှာထိုင်ပြီးတော့ဂီတာနဲ့သချင်းဆိုတာကိုဝါသနာပါတယ်လို့ပြောနေပါတယ်ဆရာတွေကသူမရဲ့လက်တံကိုသေချာနားထောင်ကြည့်တော့မှသူမရဲ့ပါရမီကိုသိခဲ့လိုက်ရတော့သူမကိုတနာတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေခဲ့ပါတယ်။ဘာကြောင့်ဒီလိုမျိုးဆရာတွေစိတ်မကောင်းဖြစ်နေကြတာလဲမသိခဲ့ပေမဲ့သူမကတော့စိတ်ငြိမ်နေခဲ့တာတော့အမှန်ပါပဲဟန်ကုံဂျူးကိုသူမရဲ့ပါရမီအရာဝါသနာကိုအောင်မြင်ဖို့အတွက်လဲဆရာတွေကပံ့ပိုးကူညီပေးဖို့ကိုဆုံးဖြတ်ထားကြပါတယ်ဒီနေရာမှာတော့သူမဘာလို့ကြောင်းပြောင်းရမှာလဲဆိုတာတော့ဆရာတွေကလှုပ်ဝက်ပေးခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ဟန်ကုံဂျူးကဒီလိုအမှုပညာရှင်ဖြစ်ဖို့အတွက်ပြင်ဆင်နိုင်ဖို့ကိုဆရာဖြစ်သူလီနိုတို့ကသူမကိုအဆဆအရာရာကူညီပေးခဲ့ပါတယ်ဆရာလီနိုဟာကွန်ဂျူးအတွက်အခြားမြို့မှာနာမည်ရှိတဲ့အကြောင်းတစ်ကြောင်းကိုရှာပေးခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုအပြောင်းရွှေ့လုပ်နေတော့မှလဲဆရာဖြစ်သူကသူမနဲ့အတူလိုက်ပါလာခဲ့ပါတယ်။မြို့သစ်ကိုရောက်တော့ဟန်ကွန်ဂျူးတို့ကကြောခင်းမို့နေစရာကိုအရင်ကြိုးစားရှာရပါတယ်။ဖြစ်ချင်တော့ဒီမျိုးလေးမှာဆရာဖြစ်သူလီနိုရဲ့အမေရှိနေတော့မစ်ဂျူးနဲ့အတူနေဖို့အကြံပေးခဲ့ပါတယ်။အစားကတော့မစ်ဂျူးကသူမရဲ့အိမ်မှာဒဇိမ့်မိန်းကလေးတွေနဲ့အတူမနေခြင်းဘူးလို့ညင်းနေပေမဲ့လဲတားဖြစ်သူကအတင်းတောင်းဆိုလို့ဂွန်ဂျူးကိုတပတ်လောက်ပြောင်းနေဖို့လက်ခံခဲ့ပါတယ်။နောက်တနေ့မှာတော့ဂွန်ဂျူးကကျောင်းတက်ကိုရောက်လာပြီးတော့အတန်းမိုင်ဆရာမသူ့ကိုအတန်းသားအတစ်တွေနဲ့မိတ်ဆက်ပေးပါတယ်။ကျောင်းစင်းတော့သူမကအင်တာနက်ဆိုင်ကိုသွားပြီးတော့လိုင်းပေါ်ကနေသူမရဲ့အမေနေရဲ့လိပ်စာကိုရှာဖွေစုံစမ်းခဲ့ပါတယ်။တကယ်တော့ဂွန်ဂျူးရဲ့အမေကသူမရဲ့အဖေလက်ထဲမှာထားခဲ့ပြီးတော့ထွက်သွားခဲ့တာငယ်ငယ်လေးကလေးကနေအခုချိန်ထိပဲဖြစ်ပါတယ်။လက်ရှိမှာတော့သူမရဲ့အမေကသူမအခုနေနေတဲ့ဒီမျိုးလေးမှာပဲနောက်အိမ်ထောင်နဲ့တာယာနေပြီးတော့သူသမီးလူလောကကြီးမှာရှိရဆိုတာကိုမေ့နေခဲ့တာပဲဖြစ်ပါတယ်ဟန်ကွန်ဂျူးရဲ့အဖေကတော့အရက်သမားဖြစ်ပြီးတော့သူမကိုသမီးတယောက်လိုလုံးဝမဆက်ဆံတော့တဲ့အောက်တန်းစားဖခင်မျိုးပဲဖြစ်ပါတယ်ဒါနဲ့ဆိုင်ကနေအပြင်ဟန်ကွန်ဂျူးကမစ်ဂျူးရဲ့ကုံစုံဆိုင်ကိုသွားပြီးတော့ဈေးကူရောင်းကမစ်ဂျူးကအတော်လေးကိုတိတက်နားလေတဲ့ကလေးမလေးဟန်ကွန်ဂျူးကိုအတော်လေးသဘောကျနေခဲ့ပါတယ်နောက်တစ်နေ့ကျောင်းမှာဟန်ကွန်ဂျူးကလမ်းလျှောက်နေရင်းနဲ့ပဲစာသင်ခန်းတစ်ခုရဲ့ပြတင်းပေါက်ကနေချောင်းကြည့်လိုက်တော့ကောင်မလေးတစုဟာတချင်းတိုက်နေတာကိုတွေ့နေရပါတယ်သူမကတော့တချင်းဆိုကျင်နေပေမဲ့လည်းလူရမဝင်မှာကိုစိုးရိမ်နေခဲ့ပါတယ်ဒီစာသင်ခန်းထဲကတချင်းဆိုနေတဲ့ကောင်မလေးတယောက်နဲ့ဟန်ကွန်ဂျူးတို့အကြည့်ချင်းဆုံသွားတော့သူမလည်းရှက်ရှက်နဲ့ထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂွန်ဂျူးဟာရေကူးတင်နေတဲ့အတန်းကိုတွားခဲ့ပါတယ်တကယ်တော့သူမဒီမြို့ကိုရောက်လာကြတဲ့ကသူမကရေကူးတင်ကျင်နေတာဖြစ်ပါတယ်ရေကူးတင်ပြီးတော့ဂွန်ဂျူးအဝတ်လဲနေတော့တချင်းကြီးကစိတ်အပန်းဖြေနေခဲ့ပါတယ်ခုနကသူမနဲ့တွေ့ခဲ့တဲ့ကောင်မလေးရဲ့နာမည်ကတော့ OA ဖြစ်ပြီး T1 ရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။ OA ကတော့ဟန်ကွန်ဂျူးတချင်းကြီးနေတာကိုအဝတ်လဲခန်းအပြင်ကနေတိတ်တိတ်လေးနဲ့တန်သွင်းခဲ့ပါတယ်ဗျ။ဂွန်ဂျူးရဲ့အတန်ကဆွာဆွာလေးနဲ့နားထောင်လို့ကောင်းနေတော့ OA ကလည်းဟန်ကွန်ဂျူးစီရောက်လာပြီးသူတို့တချင်းဆိုတဲ့အဖွဲထဲပါဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းဟန်ကွန်ဂျူးကမပြောမဆိုနဲ့အဝတ်လဲခန်းထဲဝင်လာတဲ့ OA ကိုစိတ်ဆိုးပြီးတော့နင်တို့အဖွဲကိုငါမဝင်ဘူးလို့ပြောလိုက်ပြီးနှင်လွတ်ခဲ့ပါတယ်။ကြောင်းလေးတက်လိုက်အချိန်ကုန်လာခဲ့ရင်ဂွန်ဂျူးတယောက်သူမရဲ့အမေဘယ်မှာနေလာရဲဆိုတာကိုရှာတွေ့သွားပြီးတော့အမေရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်အမေဖြစ်သူအိမ်ကိုရောက်တော့သမီးပေါ်ခံစားချက်သိရှိလာတာမဟုတ်တဲ့ဂွန်ဂျူးရဲ့ပထွေးကြောင့်သူမကအမေနဲ့အတူနေလို့မရဘူးလို့ပြောလိုက်ပါတယ်အမေရဲ့ခံစားချက်မရှိလာတဲ့စကားတွေကြောင့်ဂွန်ဂျူးကစိတ်မကောင်းဖြစ်ပြီးတော့ဒီအိမ်ကနေလှည့်ပြန်လာခဲ့ပါတယ်စိတ်တွေအယွမ်းမွန်းကျက်နေတော့ဂွန်ဂျူးတယောက်နောက်တနေ့ကျောင်းကိုရောက်တဲ့အခါမှာဂီတစာသင်ခန်းကလွတ်နေတာကိုတွေးလိုက်ရပါတယ်စိတ်ပြေလက်ပြောင်းနဲ့ဟန်ကွန်ဂျူးလည်းဂီတာတလက်ကောက်ကင်ရင်းနဲ့ပဲတချင်းလေးတစ်ပုတ်ညီးလိုက်ပါတယ်စာသင်ခန်းရဲ့အပြင်မှာတော့အိုရင်နဲ့တငယ်ချင်းတွေကဂွန်ဂျူးတချင်းဆိုတာကိုအခ
န်းပြင်ကနေနားထောင်ရင်းနဲ့ဂွန်ဂျူးရဲ့တခြင်းဆိုတာကိုကြွေဆင်းသွားခဲ့ရပါတယ်ဂွန်ဂျူးကလည်းအိုအေတို့ဖွဲ့ကိုတွေ့သွားတော့ရှက်ရှက်နဲ့တခြင်းဆိုတာရက်ပြီးအပြင်ထွက်သွားခဲ့ပါတယ်ဂွန်ဂျူးနောက်ကိုအိုအေတို့တစ်ဖွဲ့လုံးလိုက်လာပြီးသူတို့ဂီတအဖွဲ့တွေပါဖို့တိုက်တွန်းခဲ့ကြပေမဲ့လည်းဂွန်ဂျူးကတော့ဂယုမဆိုင်ပဲနဲ့ထွက်သွားခဲ့ပါတယ်ဂွန်ဂျူးကတော့မေဂျူးရဲ့စတိုးဆိုင်ကိုဈေးကူရောင်းပေးဖို့ရောက်လာတော့မေဂျူးကိုမိမကြီးတစုကနှောက်ယှက်နေတာကိုတွေ့ပေမဲ့လည်းဂွန်ဂျူးဟာမသိချင်အောင်ဆောင်ပြီးတော့သူမရဲ့အခန်းထဲကိုသာဝင်သွားခဲ့ပါတယ်ဒီနေ့ကတော့ဂွန်ဂျူးဟာမေဂျူးရဲ့အိမ်ကိုပြောင်းလာတာတပတ်ပြည့်ပြီမို့ထွက်သွားရတော့မဲ့နေ့လေးပဲဖြစ်ပါတယ်ဂွန်ဂျူးဟာဒီကနေထွက်သွားရင်ဘယ်သွားရမလဲမသိသေးပေမဲ့နောက်တစ်နေ့မှာတော့အထုပ်ပြင်ပြီးတော့ထွက်သွားဖို့လုပ်နေပါတယ်မေဂျူးကိုလည်းသူမဒီကနေထွက်သွားတော့မယ်လို့နှုတ်ဆက်နေတော့မေဂျူးကဂွန်ဂျူးပြောတဲ့လောက်ဒီအိမ်မှာနေနိုင်တယ်လို့ပြောလိုက်တော့သူမှလည်းအယမ်းအံ့ဩသွားခဲ့ရပါတယ်တကယ်တော့မေဂျူးကတယောက်တည်းနေရတာထက်စာရင်ဟန်ကွန်ဂျူးလေးနဲ့အတူနေရတာကိုပိုသဘောကျနေခဲ့လို့ဖြစ်ပါတယ်အဲ့ဒီနေ့ကစပြီးတော့ဟန်ကွန်ဂျူးကကျောင်းကမိန်းကလေးတွေနဲ့တဖြည်းဖြည်းအဆင်ပြေလာပြီးနေတိုင်းတချင်းနေတောင်အတူတူလေးကျင်းကြပါတယ်တနေ့မှာတော့ကောင်မလေးတယောက်ကဟန်ကွန်ဂျူးတချင်းဆိုနေတာကိုဗီဒီယိုရိုက်ထားတော့သူမှလည်းစိတ်ဆိုးပြီးအဲ့ဒီကောင်မလေးရဲ့ဖုန်းကိုလွှတ်ပစ်လိုက်ပါတယ်နောက်တနေ့မှာတော့ဟန်ကွန်ဂျူးရဲ့ဆရာလီနိုကဟန်ကွန်ဂျူးစီကိုရောက်လာပြီးသူမကိုစော်ကားခဲ့တဲ့ကောင်တွေအားလုံးကိုဖမ်းလိုက်ပြီလို့ပြောခဲ့ပါတယ်တကယ်တော့ဇလန်းအစတုန်းကသူမဒီကျောင်းကိုပြောင်းလာခဲ့ရတာကျောင်းသားတွေအများကြီးဝိုင်းပြီးတော့အစော်ကားခံခဲ့ရလို့ပဲဖြစ်ပါတယ်နောက်တနေ့ကျောင်းမှာဟန်ကွန်ဂျူးသချင်းဆိုလာတဲ့ဗီဒီယိုရိုက်ထားတဲ့ကောင်မလေးကဂီတအဖွဲ့စီပို့လိုက်တော့သူတို့အားလုံးကအယမ်းကိုသဘောကျသွားခဲ့ပါတယ်သူတို့ကလက်မှတ်ထိုးခြင်းတယ်လို့ပြောတော့ဟန်ကွန်ဂျူးကနောက်တစ်ခေါက်ဒီလိုထပ်မနောက်ရှက်ပါနဲ့လို့ပြောပြီးထွက်သွားခဲ့ပါတယ်ကျောင်းဆင်းတဲ့ချိန်မှာတော့အိုအေကဟန်ကွန်ဂျူးကိုစကားပြောဖို့လုပ်ပေမဲ့လည်းဟန်ကွန်ဂျူးကဇက်တိုက်လျှောက်နေတော့အိုအေခင်ဗျာသူမအတွက်ဒုက္ခရောက်နေရပြန်တယ်အဲ့ဒီညမှာတော့စိတ်တွေအရန်ရှုပ်ထွေးနေတဲ့ဟန်ကွန်ဂျူးကအိုအေအိမ်မှာညာသွားအိတ်ခဲ့ပါတယ်သူတို့စကားပြောနေရင်းနဲ့အိုအေကဟန်ကွန်ဂျူးကိုကောင်လေးတွေကိုအရင်ကနမ်းခဲ့ဘူးလားလို့မေးလိုက်ပါတယ်ဟန်ကွန်ဂျူးကတော့ငါကယောက်ျားလေး43ယောက်ကိုနမ်းခဲ့ဘူးတယ်လို့ဖြေလိုက်ပါတယ်ဗျ။အိုအေလည်းအစကတော့သူမကနောက်နေတယ်လို့ထင်ပြီးတော့ရီခဲ့ပါတယ်။တကယ်တော့ကွန်ဂျူးဟာယောက်ျားလေး43ယောက်ရဲ့စော်ကားတာကိုခံရပြီးတော့ဒီเจ้าကနေအထုတ်ခံရပြီးမြို့ကနေထွက်လာခဲ့ရပါတယ်။ဂွန်ဂျူးအခုချိန်မှာဘာလှုပ်ချင်ဆုံးလဲလို့မေးလိုက်တော့ဂွန်ဂျူးဟာအနည်းဆုံး25မီတာလောက်ရေကူးတက်အောင်တင်ကျင်တယ်လို့ပြန်ဖြေခဲ့ပါတယ်။သူမအကြောင်းကိုမသိသေးတဲ့အိုအေအတွက်ကတော့ဒီအဖြေကလည်းရဲစရာဖြစ်နေခဲ့ပြန်တယ်။တညမှာတော့ဂွန်ဂျူးတယောက်စားတော့ဆိုင်မှာအဖေဖြစ်သူကညစာစားဖို့ချိန်လိုက်တဲ့အတွက်ရောက်လာခဲ့ပါတယ်။ရောက်ချင်းမှာပဲအဖေဖြစ်သူကစာရွက်တစ်ရွက်ကိုလက်မှတ်ထိုးဖို့အသင်ပြောနေခဲ့ပါတယ်။စာရွက်ထဲမှာဘာရေးထားလဲဆိုတာကိုဂွန်ဂျူးကိုမပြခဲ့တော့သူမှလည်းဘူးမသိဘာမသိလက်မှတ်ထိုးပေးလိုက်ပါတယ်။နောက်ရက်မှာတော့အိုအေကဂွန်ဂျူးကိုဖုန်းခေါ်ပြီးတော့အဖေနဲ့တွေ့တာအဆင်ပြေလားလို့မေးခဲ့ပါတယ်။ဂွန်ဂျူးကလီကိုသူမှလက်မှတ်ရေးထိုးခဲ့တဲ့စာရွက်အကြောင်းကိုမေးကြည့်လိုက်ပါတယ်။လီကလည်းစိတ်ပြတ်သွားပြီးတော့ဘာရေးမှတ်မသိတဲ့စာရွက်ကိုမှဘာကြောင့်လက်မှတ်ထိုးတာလဲလို့ပြောခဲ့ပါတယ်။စိတ်ထင်နေတဲ့ဂွန်ဂျူးကတော့အိမ်ပြန်ရောက်ချင်းသူမရဲ့အဖေကိုဖုန်းဆက်ပေးမယ်လေအဖေရဲ့ဖုန်းကဆက်ပိတ်သွားခဲ့ပါပြီအဲ့ဒီချိန်မှာသူမတီးလိုက်ရတာကသူမကိုစော်ကားသူတွေကိုလွတ်ပေးဖို့အတွက်အတနာခံစာကိုလက်မှတ်ထိုးပေးလိုက်မိမှန်းသိခဲ့ရပါတယ်အဲ့ဒီလိုထိုးခိုင်းမှုအတွက်နဲ့သူမရဲ့အဖေကိုမရင်းကောင်နေရဲ့မိဘတွေကငွေပေးပြီးတော့လက်ထိုးခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်နေ့ကြောင်းသွားတော့ဂွန်ဂျူးရဲ့တငယ်ချင်းတွေကသူမတချင်းဆိုထားတဲ့ဗီဒီယိုကို online ပေါ်မှာတင်ထားတော့နာမည်ကြီးနေပြီဆိုတာကို surprise တိုက်ခဲ့ပါတယ်သူမကလည်းဒီဗီဒီယိုကိုတွေ့တော့အတော်လေးဒေါသထွက်သွားပြီးတငယ်ချင်းတွေကိုအော်ဟောက်ခဲ့ပါသေးတယ်သူမရဲ့မကြေမနက်စကားတွေကြောင့်ဒီထဲကကောင်မလေးတယောက်ကဂွန်ဂျူးကိုစိတ်ဆိုးသွားခဲ့ပြီးငါတို့ရဲ့အိုဝေကြောင့်နင့်ကိုပေါင်းနေတာလို့ပြောလိုက်ပါတယ်။အဲ့မှာတော့ကြောင်တန်းထဲမှာရှိနေတဲ့ဂွန်ဂျူးစီကိုရုတ်တရက်လူတစုဝင်လာခဲ့ပါတယ်။ဒီလူတွေကတော့ဂွန်ဂျူးအနားကိုရောက်လာခဲ့ပြီးဆွဲလာရန်လာလှုပ်ပြီးတော့စာရွက်တွေကိုအတင်းလက်မှတ်ထိုးခိုင်းနေခဲ့ပါတယ်။အဲ့တော့ဒီလူတွေကမရင်းကောင်တွေရဲ့အရှက်မရှိတဲ့မိဘတွေဖြစ်ပြီးတော့သူတို့ရဲ့တားတွေထောင်ထဲကနေလွတ်အောင်သားသမီးချင်းမစာမနာအနိုင်လာကျင့်နေတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အရင်က trauma တွေကြောင့်ကြောင်းလန့်နေတဲ့ဂွန်ဂျူးကမှောင်မှောင်မဲမဲအခန်းထဲဝင်ပြီးတော့ငိုခဲ့ပါတယ်။အဲ့ဒီနောက်မှာဟန်ဂွန်ဂျူးဇလန်လေးကအရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်လည်ပြသပေးထားပါတယ်။ဂွန်ဂျူးဟာသူမရဲ့မွေးရမြေမှာရှိတဲ့ကျောင်းတက်ရင်းနဲ့စတိုးဆိုင်မှာအလုပ်လုပ်နေခဲ့ပါတယ်။ဒီဆိုင်ရှင်ရဲ့တားနဲ့သူမရဲ့အတန်းပေါ်ဖြစ်တဲ့
ဒွန်းယိုတို့ကအမြဲအနိုင်ကျင့်နေကြဖြစ်ပါတယ်တနေ့ဒီကောင်လေးဟာဒန်ယာရီနဲ့သူမလှုပ်လှုပ်နေတဲ့စတိုးဆိုင်လေးတွေကိုဝင်လာခဲ့ပါတယ်။အဲ့ဒီနောက်တော့မုတ်တွေကိုပတ်ဆက်မပေးဘဲနဲ့ယူသွားပြီးအပြင်ဘက်ကသူ့ဘော်ဒါတွေနဲ့ဝေးမြစားတောက်နေခဲ့ပါတယ်။ဂွန်ဂျူးရဲ့တူးတီးသောတငယ်ချင်းကဟာဝေဖြစ်ပြီးတော့ဟာဝေကတော့ဂွန်ဂျူးကိုအနိုင်ကျင့်နေကြဒွန်းယိုရဲ့ကောင်မလေးပဲဖြစ်ပါတယ်။ဟာဝေနဲ့ဂွန်ဂျူးကအရန်ချစ်ကြတဲ့ best friend တွေပါ။တနေ့ဂွန်ဂျူးကအိမ်ပြန်လာတော့ဒွန်းယိုနဲ့သူ့ဘော်ဒါတစုကိုသူမအိတ်ခမ်းထဲမှာထိုင်နေကြတာကိုတွေ့ခဲ့ရပါတယ်ဒီကောင်တွေကလည်းမူးနေကြပြီးတော့ဒွန်းယိုနဲ့သူ့ရဲ့ကောင်မလေးဟာဝေကိုအနိုင်ကျင့်နေကြပါတယ်ဂွန်ဂျူကသူမအိမ်ထဲကနေအခုချက်ချင်းထွက်သွားဖို့ပြောတော့သူတို့ကမထွက်သွားသေးဘဲနဲ့ဘီယာကိုဆက်တောက်နေခဲ့ပါတယ်။နောက်မှာတော့ဂွန်ဂျူကငါဖေလာတော့မှမို့ချင်းချောက်လိုက်တဲ့အခါမှာဒီလူရန်ကားကြီးကောင်တွေကလည်းပြန်မလို့ပြင်ဆင်နေကြပါဘူး။ဂွန်ဂျူကလည်းနောက်ကစားပြီးတော့ငါတငယ်ချင်းတွေကိုအနိုင်ထက်မကျင့်ဖို့လဲပြောလိုက်တော့လူမိုက်အဖွဲ့ခေါင်းဆောင်ကဂွန်ဂျူကိုပါဇက်ပိတ်ထားစမ်းလို့ပြောပြီးဂွန်ဒိုရဲ့ဘိုက်ကိုချုပ်ဆက်နဲ့ညှက်လိုက်ပါတယ်။ကြောက်လန့်နေတဲ့ဂွန်ဂျူဟာရဲကိုဖုံးဆက်တိုင်းမိမဲ့လဲသူတို့တည်းကတယောက်ကဖုံးကိုဆွဲလုခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ဒီလူမိုက်ကောင်တွေကဂွန်ဂျူးရဲ့အိမ်ကိုမကြာခဏလာပြီးတော့ပါတီပွဲလုပ်နေပေမဲ့ဂွန်ဂျူးဟာဘာမှမပြောမရဲဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့သူတို့ကမူးယစ်ဆေးတွေနဲ့ဘီယာကိုရောပြီးဂွန်ဂျူးကိုအတင်းအကျပ်တောက်ဖို့ပြောပါတယ်။ဂွန်ဂျူးကညင်းနေတော့သူတို့ကသူတို့တွေကနင်းတောက်မှအိမ်ပြန်ကြမှာပါလို့ပြောတာနဲ့ပဲဂွန်ဂျူးလည်းကြိတ်မိတ်တောက်ခဲ့ရပါတယ်။စီဆွမ်းပြလာတဲ့အခါမှာတော့သူတို့ဟာဂွန်ဂျူးကိုချွတ်ပြီးတော့မညာမတာစော်ကားကြပါတယ်။ခြားတစ်ဖက်ခန်းထဲမှာလည်းသူတို့ဟာသူမရဲ့တငယ်ချင်းဟာဝေးကိုစော်ကားနေကြတာပဲဖြစ်ပါတယ်။ဝေးကလေးကအသေးလေးမွေးလာရမယ်ဒီလူယုံမှာကောင်တွေကဂွန်ဂျူးတို့ဗီဒီယိုရိုက်ပြီးပါ website အပေါ်တင်ခဲ့ပါသေးတယ်။နိုင်ရင်အတော်ကြောင်တယောက်ပြီးတယောက်စော်ကားပြီးတော့ဒွန်းယိုအဖေရောက်လာတော့မှပဲရက်လိုက်ကြပါတယ်ဒွန်းယိုရဲ့အဖေကရဲမတိုင်ပဲနဲ့ဒွန်းယိုကိုပဲဒီကနေဆွဲခေါ်ထုတ်သွားပါတယ်အဲ့ဒီကိစ္စတွေအပြီးမှာတော့ဟာဝေကတကားပေါက်ကနေခုံချပြီးအဆုံးစီရင်သွားခဲ့ပါတယ်ဂွန်ဂျူဟာဖြစ်ချောင်းကုံစင်ကိုရဲတိုင်ပြီးတော့ရဲရဲဝုန်းရင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ဂွန်ဂျူကိုကြောင်ပြောင်ခိုင်းပြီးတော့စော်ကားတဲ့ကောင်တွေရဲ့မိဘတွေလောက်ကျန်မှာဆိုလို့လုံခြုံရေးအရာပါမြို့ကနေထွက်သွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဇလန်းလေးကလက်ရှိကာလကိုပြန်ရောက်လာပြီးယောက်ျားအိုကြီးကဂွန်ဂျူကိုဘာလို့ဒီမိဘတွေရောက်နေတာလဲလို့မေးနေခဲ့ပါတယ်ဂွန်ဂျူကဘာမှပြန်မဖြေခဲ့ဘဲနဲ့အတိတ်က trauma တွေကြောင့်စိတ်ငြိမ်နေခဲ့ပါတယ်ခဏကြာမှတော့မစ်ဂျူရဲ့ယောက်ျားဖြစ်သူရဲဦးလေးကြီးရောက်လာပြီးဂွန်ဂျူကိုကြောင်းကနေကြိုပြီးတော့အိမ်ပြန်ပို့ခဲ့ပါတယ်သူကမစ်ဂျူးကိုလည်းဂွန်ဂျူးကြုံခဲ့ရသမျှကိုပြောပြပြီးတော့ဂွန်ဂျူးကိုအိမ်ကနှင်ထုတ်လိုက်ဖို့ပြောနေခဲ့ပါတယ်ဒီလိုလားမဟုတ်ရင်တော့မရင်းကောင်တွေရဲ့မိဘတွေကသူ့ရဲ့အိမ်ကိုလာပြဿနာရှာကြလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်ဗျသူတို့စကားမဆုံးခင်မှာပဲဂွန်ဂျူးဟာအောက်ထက်ဆင်းသွားပြီးတော့သူမရဲ့ပစ္စည်းတွေကိုယူပြီးထွက်သွားဖို့အသင့်ဖြစ်နေခဲ့ပါပြီလမ်းမှာမစ်ဂျူးရဲ့ယောက်ျားကဂွန်ဂျူးကိုသွားခြင်းတဲ့နေရာလိုက်ပို့ပေးတဲ့အချိန်မရင်းကောင်တွေရဲ့လွန်ငင်းခွင့်စာရွက်ကိုပေးပြီးတော့စာရွက်တွေကိုလက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ဘာကြောင့်မှမသိဘာလို့လက်မှတ်ထိုးပေးလိုက်ရမှာလဲလို့ပြောပြီးတော့အပြစ်မရှိတဲ့ကျမကလည်းဘာကြောင့်ရှောင်ပုန်းနေရတာလဲလို့မေးလိုက်ကစိတ်ဆူးဆူးနဲ့ထွက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ညမှာတော့ဂွန်ဂျူဟာမတင်ငါဖြစ်နေတာနဲ့ပဲသူမရဲ့အဖေကိုဖုံးဆက်ခေါ်ပေမဲ့ဖုံးကဆက်ပိတ်ထားပြန်ပါတယ်။ဂွန်ဂျူလည်းကြံရမရတဲ့အစုံသူမရဲ့ဆရာလီနိုကိုဖုံးဆက်မေးကြည့်လိုက်တော့သူမရဲ့အဖေကအတနာခံတဲ့ပတ်စံတွေကိုယူပြီးတော့ထွက်ပြေးသွားခဲ့ပြီဆိုတာကိုသိခဲ့လိုက်ရပါတယ်။နောက်တနေ့မှာတော့ဂွန်ဂျူဟာယထာပေါ်တက်ပြီးတနေရာကိုထွက်သွားခဲ့ပါတယ်။တချင်းထဲမှာပဲ OA နဲ့သူ့တငယ်ချင်းတွေကအင်တာနက်ပေါ်မှာဂွန်ဂျူစော်ကားခံရတဲ့ဗီဒီယိုတွေကိုရှာတွေ့ပြီးအားလုံးအဖြစ်မှန်ကိုသိပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။နောက်ဆုံးတော့သူတို့ဟာဂွန်ဂျူတယောက်ဘာလို့သူတို့ကိုဒီလိုခက်တန်းတန်းဆက်ဆံနေတာလဲဆိုတာကိုနားလည်သွားခဲ့ရပါတယ်။ OA ကလည်းဂွန်ဂျူကိုစာပို့ပြီးတော့ဘဲမှမသွားဘဲနဲ့သူ့ကိုစောင့်နေဖို့အတွက်စိတ်ပူပြီးတော့ပြောခဲ့ပါတယ်။အခုဖြစ်နေတဲ့ပြဿနာတွေကနင်းအပြစ်တွေမဟုတ်ဘူးငါတို့ရှိပါတယ်ဆိုပြီးတော့လည်းနှစ်သိမ့်ပေးနေခဲ့ပါတယ်။ဇလန်းရဲ့နောက်ဆုံးအပိုင်းမှာတော့ဂွန်ဂျူဟာတရားပေါ်ကနေမြစ်ထဲကိုခုန်ချသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဂွန်ဂျူဟာနောက်ဆုံးမှာအသက်ရှင်ခဲ့ပါတယ်။အကြောင်းရင်းကတော့ဇလန်းရဲ့အစမှာတော့ဂွန်ဂျူတယောက်ရေကူးတင်ကျင်ခဲ့တာတကယ်လို့များအတိတ်က trauma တွေကြောင့်မြေထဲကုန်ကြတက်တည်ခဲ့ပြီးစိတ်ကူးပြောင်းသွားခဲ့ရင်ရေပြန်ကူးပြီးတော့ကမ်းပေါ်ကိုပြန်တက်ချင်လို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ